အားလုံးပဲမင်္ဂလာပါရှင်ချစ်တူရေဒါလေးကတော့မလာရေစင်ပန်းလေးပေါ့နော်ညအိမ်ကဖះမှာကတ်တာမနက်ကအစောကြီးတင်မလို့ပဲမနက်ကဖះသွားတာနဲ့မတင်ဖြစ်တော့တာအခုမှတင်တာဒါအမတော်တို့နန်းညပန်းနေလဲတာပေါ့နန်းနေအကုန်လုံးပန်းလဲပါတယ်ဒါပေမဲ့အမတော်တို့နန်းပဲအဓိကရိုက်ပြလိုက်တာပေါ့နော်ညိုမီကဟိုရက်တွေကပစ္စည်း post တွေဘာလို့မတင်လဲဆိုတော့အသားမဆလာတစ်ခုလုံးနေလို့အသားမဆလာတစ်ခုက1ရက်2ရက်နဲ့လုံးလို့မပြီးဘူး10ရက်ကြော်လောက်ကြာသွားတယ်ပေါ့နော်အားကြောင့်မို့ပစ္စည်း post တွေမတင်မဲနဲ့ညိုမီကတောက်လျှောက်ကျန်တဲ့blog လေးတွေပဲတင်နေတာပေါ့နော်နောက်ရက်ကစပြီးတော့ပစ္စည်း post လေးတွေစတိုက်တင်ပါမယ်အသားမဆလာကတော့ share ကောင်းနေရောပဲအခုပစ္စည်းကအစ်စ်ပေါ့အခုတကြံပြီးတော့ငရုတ်သီးမုံမဆလာအကုန်လုံးပစ္စည်းတွေအစ်စ်ဝင်နေပေါ့နော်အဟောင်းတွေတော့မရှိတော့ဘူးပေါ့ဒါချစ်တို့အားလုံးအတွက်ညိုမီကကစုံညောင်းရီသွန်းပြီးအေးချမ်းဖို့လို့ဆုတောင်းခဲ့ပါတယ်ကြည်ပါအောင်လူတွေများအော်တိုင်နေတာဖះရဲရေတောင်မလောက်ဘူးညခုတူကနေပြီးတော့ဒါကိုမိသက်ကားနဲ့တော့ငါလိုရပါတယ်ကြည်ပါအောင်လူတွေစီကားချက်အားလုံးနှစ်သိမ့်မှာအေးချမ်းကြပါစေရှင်